ဘောမှာနေထိုင်လာရင်းနဲ့မှာကိုတိရမှာကိုဟာသူများရှိမှယူချင်းနေတဲ့၍ကိုဟာဝိဖြစ်နေမယ်နှုဖြစ်နေမယ်ဆိုတာစိတ်ကမှတ်ထားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဘယ်အရာမျိုးမှမဆိုကိုရှိမှပေးဆက်မှုတစ်ခုခုရှိမှပဲကိုကအဲ့ဒီຢာနဲ့ထိုက်တဲ့အရာကိုရမှာပေါ့နော်။ကိုကအမြဲတမ်းယူနေတဲ့၍ယူချင်းတဲ့စိတ်ဖြစ်နေတဲ့၍ရယူနေတဲ့၍အမြဲတမ်းဝိဖြစ်နေမှာပဲနှုဖြစ်နေမှာပဲ။ဥပမာတစ်ခုပြပြမယ်။အိမ်ကကိုရဲ့မိဘကဘာမှလုပ်เสียမလို့ဘူးအိမ်မှာပဲထိုင်စားအိမ်မှာပဲလာနေမိသားစုလူပြောရှင်နေကြမယ်။ဘာမှလုပ်เสียမလို့ဘူးဆိုတာအဲ့ဒါမင်းကိုဒီပေါ့နော်အရန်ကိုမင်းအားနေသွားပြီဆိုတာကဒီတိုင်းနှုဖြစ်တယ်ဝိဖြစ်တယ်ဆိုတာဘလောက်တောင်ရေးကြီးလဲဆိုတာတခုခုဖြစ်လာခဲ့ရင်ဒီမိဘတွေမရှိတော့တဲ့ချိန်ညရောမင်းဘာလုပ်စားမှာလဲအော်မိဘတွေကတော့ခြံခဲ့တယ်ပစ္စည်းဥစ္စာအမွေနဲ့ခြံခဲ့တယ်ဒါပေမဲ့ဒီလိုကက်ယောဂကြီးတွေတို့ဒီလိုမျိုးဘေးဒုက္ခတွေတို့ကက်ကြီးသုံးပါတို့စိုက်တဲ့ခါကျလို့ဘဝပြည့်သွားရင်လမ်းပေါ်ရောက်သွားရင်မင်းဘာလုပ်တတ်မလဲဒါကြောင့်မလို့ဘယ်ချိန်မျိုးမှမဆိုရှင်တန်စားတော့ရေးအတွက်အမြဲတမ်းစတောင်းဖြစ်နေဖို့လိုတယ်ကိုဟာနဲ့ကိုစူးစမ်းနေဖို့လိုတယ်ကိုဘွားရက်တီဖို့အတွက်ကိုဟာနဲ့ကိုရက်တီနိုင်ဖို့လိုတယ်ဘယ်ဟောင်းမှကြောက်စရာမလိုပဲရက်တီနေနိုင်ဖို့လိုတယ်ဘလောက်ပဲဒုက္ခတွေကြုံဘလို့ဖြည့်ရှင်းရမလဲကိုဟာနဲ့ကိုနီးကိုဟန်နဲ့စဉ်းစားပြီးတော့တွားနေဖို့လိုတယ်ဒါကြောင့်မလို့ကိုအဲ့ဒီချိန်မှာအဲ့ဒီຢာကိုလက်ခံလိုက်ပြီးသူတို့ရှိရသူတို့ပေးချစ်ချင်းမြတ်တာဆိုတာဒါမျိုးကိုပြောလာတဲ့အရာပေါ်မှာမစင်စားမစင်ရင်မဲနဲ့ဒီတိုင်းလှုပ်လိုက်ပြီးဆိုကြလေရနေဘဝဟာတွားပြီသူများချိုးချင်တိုင်းချိုးလို့ရတဲ့နှုဖြစ်တဲ့အညွန်လေးတွေဖြစ်သွားပြီသူများချိုးလိုက်ရင်လည်းအဲ့လိုမျိုးချိုးလိုက်တဲ့အရာမှာကိုဘယ်လောက်ထိပြန်ထွက်နိုင်လဲဆိုတဲ့ stamp ဖြစ်ဖို့စိတ်ကလိုတယ်ပြီးတော့ဝိဖြစ်တယ်ဆိုတာလည်းအဲ့လိုပဲတခြားသူဘောလည်းမိခေါ်တခြားသူကလည်းကိုကိုလာဆွဲတဲ့အချိန်မှာပေါ့နော်အခုဥပမာချစ်သူရေးစားလင်မယားကဘာမှလုပ်เสียမလို့ကိုနဲ့လက်ထက်လိုက်ဒီရှစ်ဗီဒီယိုတွေမှာလည်းပြောခဲ့တယ်ပေါ့နော်အမှဗီဒီယိုတိုလေးတွေမှာကိုနဲ့လက်ထက်ပြင်ဘာမှလုပ်เสียမလို့ဘူးတို့ဝါလဲလှတယ်တို့ဒါတွေကအပေါ်ရန်နေမင်းကိုလိန်နေတာတွေဘယ်သူမှဝါတဲ့ကောင်မလေးကိုချစ်တော့ချစ်လိုက်မယ်ကြားလာရင်ပန်းပြစ်ဖြစ်လာရင်ဘယ်သူမှဝါတဲ့လူကိုမကြိုက်ဘူးအဲကြောင့်မလို့ကိုကလှအောင်နေရမယ်စတောင်းဖြောင်နေရမယ်ကိုရှော့ကိုပေါ်ရက်တရားနေရမယ်ဒါတွေကအရင်ရေးကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ခုနေထိုင်လာတဲ့ဘဝတစ်လျှောက်လုံးမှာဝိဖြစ်တယ်နှုဖြစ်တယ်ဆိုလူတကာကချိုးကျင်တိုင်းချိုးနေကျင်တိုင်းနေလှုပ်ချင်တာလှုပ်လို့ရတယ်အားနေတဲ့ကိုယ်စိတ်ခံစားချက်ကိုကစားမဲ့လူတွေကြီးပဲကိုကစားမခံဘူးကိုစိတ်တိုင်းညာကိုကွန်ထရိုးလုပ်တာဘယ်သူမှကွန်ထရိုးလုပ်တာမခံဘူးဆိုလို့ရှိရင်ဘယ်သူမှလာလုပ်မှာမဟုတ်အဲ့လိုကွန်ထရိုးလုပ်တာမခံမို့ဆိုရင်ကိုမှကိုရှောက်ကိုပေါ်ရက်ဒီနိုင်နဲ့နေထိုင်စားတော့နိုင်နဲ့ကိုနေခြင်းတဲ့အနေထားတစ်ခုရှိရမယ်ကိုနေတဲ့အနေထားမြင့်လေကိုကွန်ထရိုးလုပ်နိုင်တဲ့အနေထားကရောနေလေပဲအဲ့ဒါကိုခေါင်းထဲမှာတေချာစဉ်းစားဖို့လိုတယ်ခုခေတ်ကြီးမှာသူများရှိရပေါ်ချက်ခံခြင်းနဲ့ group site ခံခြင်းနဲ့ဆိုတော့လုံးဝဝိသေးကြတယ်အဲ့လိုရနေဆိုရင်လည်းကိုကတဖြည်းဖြည်းနဲ့ပိုဆိုးလာပြီးတော့နုဖြစ်လာတယ်ဝိဖြစ်လာတယ်အဲ့ဒါတွေကဘာလို့ဘဝမှာရေးကြည့်လဲဆိုတော့အဲ့ဒါတွေကကိုယ့်ရဲ့ဘဝမှာသူများထိန်းချုပ်ဖို့အလွယ်ဆုံးနည်းလမ်းတွေပဲဒါကြောင့်မလို့ကိုယ့်ရဲ့ဘဝမှာအမြဲတမ်းကိုယ့် track ကိုပေါ်ရက်တည်နေအောင်နေရမယ်ကိုနေထိုင်စားတောက်ဖို့အတွက်မလုပ်တတ်တာမရှိအကုန်လုံးပေါ့နော်ထမင်းဟင်းချက်တာမျိုးဆိုလဲကိုအတွက်ကိုလုပ်တတ်ရမယ်စောနာပြောတဲ့ပတ်စံရှာတာကိုဂယူးဆိုင်တာကျမကြီးဂယူးဆိုင်တာကိုကအမြဲတမ်းသူများကိုပေးနေအောင်လုပ်ရမယ်ကိုကဒီလိုမျိုးယူထားပြီးကိုမိဘအသက်ကြီးလာရင်ကိုဂယူးဆိုင်နိုင်တဲ့လူပေးကမ်းနိုင်တဲ့လူခက်ခဲနေတဲ့လူတွေပေးကမ်းနိုင်တဲ့လူဒီလိုမျိုးဖြစ်အောင်ကြိုးစားရမယ်ဒါမှကိုရဲ့ခံစားချက်တွေကိုရဲ့ဘဝမှာချုပ်ချယ်မှုတွေကိုချဲလဲမှုတွေနဲ့ကင်းဝေးပြီးကိုဟာနဲ့ကိုစတောင်းဖြစ်ပြီးကိုယုံကြည်ချက်နဲ့ကိုကောင်းမွန်တဲ့အနေအထားတစ်ခုကိုသွားနိုင်မှာ